Okay အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ application တစ်ခုကိုဖန်တီးသွားမယ်ပေါ့နော် application တစ်ခုကို AI ကိုခိုင်းပြီးတော့ကျွန်တော်တို့ app တစ်ခုအနေနဲ့ပြန်ထုတ်မယ်ပြီးရတဲ့အခါကျလို့ရှိရင်အဲ့ဒီ app ကနေပြီးတော့ကျွန်တော်တို့ပတ်စံလေးနည်းနည်းပါရှာမယ်ပေါ့နော်ဆိုတော့ဒီတစ်ခါမှာတော့ကျွန်တော်ဘာ app ဖန်တီးသွားမလဲဆိုတော့ကျွန်တော်ဒီ movie ပေါ့နော်ဇာတ်ကားတွေကြည့်လို့ရတဲ့ application ပုံစံမျိုး movie app ပုံစံမျိုးဖန်တီးသွားမယ်ဒါပေမဲ့ကျွန်တော်ထည့်သွားမယ့် movie ကတော့ခင်ဗျားတို့တည်တဲ့အတိုင်းနည်းနည်းမောင်တဲ့ဇာတ်ကားတွေထည့်သွားမယ်ပေါ့နော်အဲ့တော့အမောင်ဘက်ချမ်းကိုတွားတဲ့ဇာတ်ကားထည့်တော့မယ်တကယ်လို့မိတ်ဆွေတို့ကဒီတက်မှာလူရိုးသား innocent လေးတွေပါတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကို education တဘောမျိုးပဲကြည့်ပါဒီလူကြီးက app တစ်ခုကိုဘယ်လိုဖန်တီးသွားတယ်လဲပတ်စံကိုဘယ်လိုရှာတယ်လဲဆိုတာကိုကြည့်ပါပေါ့နော် okay ကျွန်တော်ဒီ app ဖန်တီးပြီးတော့အခါကျလိုချင်တဲ့လူကြီးကျွန်တော် Telegram မှာချတာပဲမယ်နော်အဲ့တော့ကျွန်တော်ကဒီလိုလေးတစ်ခုရေးလိုက်တယ်ရိုးရိုးရှင်းရှင်းပဲเนาะဒီမှာ HTML JS HTML CSS JS ကိုပဲတုံးလာမယ်ပေါ့နော်အဲ့ဒါကိုပဲတုံးလာမယ် backend တွေပါတယ်မရေးဘူးလုံးပြောလို့ရှိရင်ဒါ static movie website ပုံစံမျိုးပေါ့နော် static movie website ကိုမှကျွန်တော်က application တစ်ခု APK အနေနဲ့ပြောင်းလိုက်နေမယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွားမယ်အဲ့တော့ကျွန်တော်ဒီလိုရေးပြီးတော့သူ့ခိုင်းလိုက်မယ်သူ့ခိုင်းနေတဲ့အချိန်မှာကျွန်တော် static နဲ့ဒီ dynamics ကိုနည်းနည်းရှင်းပြမယ်static ဆိုတာကကြတော့ကျွန်တော်တို့ဒီပကြီကားနဲ့တူတယ်ရုပ်ပုံနဲ့တူတယ်ပေါ့နော်ပြောလို့ရှိရင်ခင်ဗျားတို့ကဒီ website ထဲကိုဝင်လာတယ်ဆိုလို့ရှိရင်အဲ website ထဲမှာကျွန်တော်ကြိုပြီးထည့်ထားတဲ့အရာတွေကိုပဲခင်ဗျားတို့မြင်ရမယ်အဲ့ဒါကို static လို့ခေါ်တယ်ပြောင်းလဲခြင်းမရှိဘူးဗျာdynamic ဆိုတာကြတော့သူက data တွေအပြောင်းလဲတွေရှိရဲအဲ့ဒါကိုကြ dynamic လို့ခေါ်တာပေါ့နော် okay ဒါရှင်းလဲရှင်းပြပြီးတော့ဆိုတော့ဒီမှာသူရေးပေးလိုက်တဲ့အရာကိုကြည့်ရအောင်အတုံးပြုနေလမ်းရော okay ဘလာ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 အများကြီးမဖတ်တော့ဘူးကျွန်တော်သူရေးပေးလိုက်တဲ့ဟာကိုပဲအရင်ကြည့်လိုက်မယ်40တာနေရာပါမယ် size bar နာမည်နဲ့ရှာလို့ရမယ်ဗီဒီယိုလေးကနှိပ်ရင်ပေါ်မယ်ဖုန်းနဲ့ကြည့်ရင်အဆင်ပြေမယ် okay ရပြီဒါတော့ဆိုရင်လုံလောက်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုနှိပ်ကြည့်လိုက်ကျွန်တော်တို့ preview အနေနဲ့ကြည့်လို့ရမယ်ပေါ့နော် okay ဒီမှာ show preview ဆိုတာရှိတယ်ကျွန်တော်နှိပ်ကြည့်လိုက်တော့ဟုတ်တယ်ဇာတ်ကားဒီမှာအပုတ်40စာပါမယ်မနော်တင်းနဲ့3 5 6 9 8 9 10ထည့်လို့ရတော့မယ်ပေါ့ဗျာโอเคရပြီကျွန်တော်ဒါကိုပဲတုံးလိုက်မယ်အများကြီးမပြုတ်ပြင်တော့ဘူးဗျာအဲဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကောင်ရလိုက်မယ်ကျွန်တော်ကုတ်တွေကို copy ကူးမယ်ပေါ့နော်ဒီမှာကုတ်တွေကို copy ကူးလိုက်မယ်ပြီးတော့ရင်ကျွန်တော် enter ရမယ် VS Code ဆိုတာတော့ဒါ developer တွေရဲ့အတဲဆွဲဖြစ်တဲ့ဒီ Visual Studio Code ကိုပဲခေါ်တာပေါ့နော် Visual Studio ပဲခေါ်တာအဲဒီတော့ကျွန်တော်တို့က VS Code ထဲကိုရောက်ပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော် folder တစ်ခုစောက်ရမယ် folder စောက်ချင်တယ်ဆိုရင်ဒီဘက်က new folder ကိုနှိပ်လိုက်ပါ new folder ကိုနှိပ်ဒီမှာနော် new folder ကိုနှိပ်ကိုကြိုက်တဲ့နာမည်တစ်ခုပေးကျွန်တော်တော့မစောက်တော့ဘူးလေဒီမှာစောက်ပြီးသားရှိရတယ်ဟုတ်တယ်မလားဒီမှာကျွန်တော် M ဆိုပြီးတော့ folder တစ်ခုစောက်ထားတယ် folder ထဲမှာကျွန်တော် movie ဆိုပြီးတော့ရှောက်နောက်တဲ့ folder အတစ်တစ်ခုထပ်စောက်ထားပါတော့ဒီမှာအဲ့ folder ထဲမှာကျွန်တော်ဘာစောက်ထားလဲဆိုတော့ index file စောက်ထားတာဒီမှာ file ရဲ့နာမည်ကိုကြည့်နော် index နော် index.html file ဆိုပြီးတော့ကျွန်တော် html ဆိုပြီးတော့ပေးထားတယ်အဲ့ဒီ index.html မှာကျွန်တော်ကခုနက copy ကူးလာတဲ့ code တွေကိုလာထည့်ရမှာပေါ့နော်ဒီမှာကျွန်တော် code တွေကို copy ကူးလာတဲ့ code တွေကိုလာထည့်လိုက်ပြီ okay ထည့်လိုက်ပြီးရတဲ့အခါကျရင်ဒီထဲမှာဒီ movie ဆိုတဲ့ file ထဲမှာကျွန်တော်တို့ video ကရှိနေရမှာเนาะကျွန်တော်ဒီထဲမှာ video တွေထည့်ရတယ်ပေါ့နော်ဒါကတော့ video တွေဘယ်ကရလဲဆိုတော့ခေါင်းကြီးတို့တည့်တဲ့အတိုင်းပဲကျွန်တော် Telegram ကနေမှရှောက်ရှာပြီးတော့ထည့်ရတာပေါ့နော် Telegram ကနေရှာပြီးတော့ထည့်ရတာအဲ့တော့ကျွန်တော်တို့အခု app တစ်ခုဖန်တီးတော့မယ်ဒီမှာ code တွေလည်းတစ်ခါလည်းထည့်ပြီးသွားပြီ code တွေထည့်ပြီးတော့ရင်ကျွန်တော်တို့ save လုပ်ပေးရမယ် control S ကိုနှိပ်လိုက်ရင် save ဖြစ်တော့မှာပေါ့နော်တကယ်လို့မိတ်ဆွေတို့ကဖုန်းနဲ့လုပ်နေတယ်ဆိုလို့ရှိရင်တော့နီလန်ကတော့နည်းနည်းကွဲပြားပါမယ်ပေါ့နော်ဖုန်းနဲ့လုပ်နေဆိုတော့နီလန်နဲ့ကွဲပြားတော့မယ်ဒါကိစ္စမရှိဘူးနောက်ကျရင်ကျွန်တော်ဖုန်းနဲ့လုပ်တဲ့နည်းကိုလည်းမိတ်ဆွေတို့သိချင်တယ်ဆိုလို့ရှိရင် comment မှာမှန်ခဲ့ပြီးကျွန်တော်နောက်ဗီဒီယိုမှာတင်ပေးမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ save ပြီးတော့ဆိုဘာလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်တို့ဒီတွားပြီးတော့ browser မှာ run လို့ရပြီဗျာအဲ့တော့ကျွန်တော်တို့ကလွယ်ကူကူပဲဒီကနေပြီးတော့copy paste ဆိုပြီးတော့ file လမ်းကြောင်းကိုတစ်ချက်ကိုယူလိုက်ပြီးရတဲ့အခါကျရင်ဘာလုပ်မလဲကျွန်တော်တို့ browser ကိုတွားမယ်ပြီး enter ခောက်လိုက်မယ်ပေါ့နော်မြင်တဲ့အတိုင်းပဲကျွန်တော်ထည့်ထားတဲ့ဇာတ်ကားတွေဒီထဲမှာပေါ်လာပြီကျွန်တော်ဒါကိုနှိပ်ပြီးတော့ကြည့်မယ်ဆိုရင်စပြီးတော့ကြည့်လို့ရပြီပေါ့နော်တကယ်လို့မိတ်ဆွေတို့ဒီအခု app ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel မှာကျွန်တော် app ကိုချထားပေးမယ်မိတ်ဆွေတို့ download ဆွဲပြီးတော့ကြည့်လို့ရရင်ပေါ့နော်
ဒါပေမဲ့ app တစ်ခုကတော့နမူနာပုံစံတော့ပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ဘာလို့တွေလဲဆိုတော့ဒီထဲမှာကျွန်တော်တို့ကဒီ app နဲ့နည်းနည်းပါးလေးပတ်စံနဲ့ရှာခြင်းလေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလွယ်လွယ်ကူကူပဲကြော်ညာကုတ်တွေကိုတုံးမယ်ကြော်ညာကုတ်တွေရတော့မယ်ဆိုတော့ဒီကနေတွားယူလို့ရတယ်ဗောနော်ဒီမှာ ATS DR ကနေတွားပြီးတော့ယူလို့ရတယ်ကျွန်တော် ATS DR ကနေမှဒါကတော့လောလောဆယ်ကျွန်တော်လက်ရှိ point ပေါ့နော်လက်ရှိ point ဆိုတော့လက်ရှိ balance ကျွန်တော်ပတ်စံပေါ့ဗျာထုတ်လို့တော့မရသေးဘူးသူက100ပြည့်မှထုတ်လို့ရတာပထမတစ်ခါတော့ထုတ်ထားရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ ATS DR ရဲ့အကြောင်းကိုကျွန်တော် channel မှာအသေးစိတ်ရှင်းပြထားပြီးသားရှိရဲအဲ့ဒီမှာမိတ်ဆွေတို့တွားကြည့်ပြီးတော့လေ့လာလိုက်ပါကျွန်တော်တို့ဒီမှာကြော်ညာကုတ်ယူမယ်ပေါ့နော်ယူမယ်ဆိုတော့ဒီနောက်နှိပ်မယ်ကြော်ညာကုတ်ယူမယ်ဆိုတော့ကျွန်တော်ဘာတွေယူမလဲဆိုလို့ရှိရင် social bar ယူမယ်โอเคဟုတ်တယ် social bar ကျွန်တော် social bar ယူမယ် social bar တစ်ခုယူမယ်ပေါ့နော်ဘာလို့ social bar ယူရလဲဆိုတော့ဒီအပေါ်နားမှာကြော်ညာလေးတွေဒီလိုလာထိုးမှကြော်ညာပြစေခြင်းလို့ဗျာအဲ့တော့ကျွန်တော် social bar ကိုယူလိုက်တယ် social bar ကိုယူလိုက်ပြီးတော့ဘယ်နားမှာထည့်မလဲဆိုတော့လွတ်တဲ့နေရာတနေရာမှာထည့်လိုက်ပြန်ဒါဒီဟာကျတော့မိတ်ဆွေရဲ့တဘောပဲကြိုက်တဲ့နေရာမှာထည့်လို့ရတယ်ပေါ့နော်ရော့ကျွန်တော်ဒီမှာထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ပြန်တော့ပြီးတော့ run ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြော်ညာမြင်ရမယ်ပေါ့နော်ကြော်ညာတက်လာတာကိုမိတ်ဆွေတို့မြင်ရလိမ့်မယ်တော့ကြော်ညာမပေါ်လာသေးဘူးကိစ္စမရှိဘူးခဏနေကြလို့ရှိရင်တကယ် application တစ်ခုဖြစ်လာတဲ့အခါကျရင်ကြော်ညာဒီမှာတက်လာလိမ့်မယ်အခုကျွန်တော်ဘာလုပ်မလဲဆိုတော့နောက်ထပ်ကြော်ညာကုတ်တစ်ခုတွားရမယ်ပုတ်ကိုဒီနားလေးမှာထည့်လိုက်မယ်လို့စဉ်းစားရတယ်ပေါ့နော် pin YouTube ဆိုတာ pin tube ဆိုတဲ့စာသားရဲ့အောက်မှာကျွန်တော်ကြော်ညာ banner ATS banner ကြော်ညာကုတ်လေးတစ်ခုထည့်မယ်ပြီးတော့ကျွန်တော်တစ်ချက်တွားကြည့်မယ်ပေါ့နော်ဘယ်လိုပေါ်မလဲဆိုတာဆိုပို့ပြီးတော့အဆင်ပြေပါတယ်ဗျာโอเคအဲ့ဒါပြီးသွားတဲ့အခါကျရင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကုတ်တွေလည်းအကုန်လုံးအဆင်ပြေသွားပြီပေါ့နော်ကျွန်တော်တို့ကြိုက်သွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာ VS Code မှာရေးထားတဲ့ file ပေါ့နော်ဒီမှာ VS Code မှာရေးထားတဲ့ဒီ file ကြီးတစ်ခုလုံးကိုကျွန်တော်တို့က APK beta နဲ့တွားမှာပေါ့နော်ကိုပါတာကို deploy လုပ်ရင်လည်းရတယ်တော့ရတယ်ဒါပေမဲ့အဲ့ဒါကနေပညာပိုင်းကနည်းနည်းပါများတယ်ကြာတယ်ဆိုတော့ဗျာဒီလိုမျိုးအဆင်တင်ရှိပြီးသား software ကိုတုံးမယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဒီ software ကိုတွားမှရှာလိုက်ပါဒီမှာ website to APK beta ဆိုတဲ့application ပေါ့နော် software ကိုတွားပြီးတော့ browser မှာတွားရှာပြီးတော့ download ဒါကကြတော့ဒီ software တွေကို website တွေကို application အနေနဲ့ APK အနေနဲ့ပြန်ပြောင်းတာနောက်ပြီးရခါကြလို့ရှိရင်ကိုရေးထားတဲ့ index file တွေကိုလည်း APK အနေနဲ့ပြန်ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင် local HTML website ဆိုတာရွေးထားပါဒါမှလည်းကျွန်တော်တို့ set ထဲမှာရှိတဲ့ code တွေကိုထည့်လို့ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်နာမည်ပေးရမယ်ဘာနာမည်ပေးမလဲဆိုတော့ pin tubeပေါ့နော်ဒါကကျွန်တော်ရဲ့ဒါ software နာမည်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်တို့ဒီမှာ logo လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်တို့ကဒီနားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကို default ပဲထားလိုက်ဒီမှာ directory local website ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကကျွန်တော်တို့ရဲ့ software ရှိတဲ့နေရာကျွန်တော်တို့ရေးထားတဲ့ဟာပေါ့နော်ကျွန်တော်တို့ code တွေထားတဲ့နေရာကိုတွားမယ် code တွေထားတဲ့နေရာကကြတော့ဒီမှာဖြစ်မယ်ပေါ့နော်ဒီ M ဆိုတဲ့ folder လေးတစ်ခုလုံးကိုထည့်လိုက်မယ်ပြီးလို့ရှိရင် okay နှိပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဘာကြံလေးလဲဆိုတော့ဒီဘက်မှာပေါ့နော်ဒီနားမှာ allow file accept ဆိုတာလေးရှိတယ်ဒါလေးကို accept ပေးရမယ်ကျွန်တော်တို့ကဘာလို့ဆိုတော့ဒါမှပဲကျွန်တော်တို့ file ထဲမှာ local ထဲမှာထည့်ထားတဲ့ video တွေပါတော့မယ်ပေါ့နော်ဒီဘက်ကအားတော့ကျွန်တော်အမှန်ချစ်တဲ့အတိုင်းပဲအမှန်ချစ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ bear drive APK ဆိုတာရှိတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ဒီမှာ okay ဆိုတာရှိတယ် okay ကိုနှိပ်လိုက်ဒါဆိုလို့ချင်းခဏလေးစောင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် application တစ်ခုရလာပြီပေါ့နော်ကျွန်တော်တို့ရဲ့ application ရပါပြီအဲ့တော့ကျွန်တော်တို့က finish ကိုနှိပ်လိုက်မယ်ဒါကိုလည်းပိတ်လိုက်လို့ရပါပြီဒါကိုလည်းပိတ်လိုက်လို့ရပြီနောက်တော့ကျွန်တော်တို့က application ရတော့ကျွန်တော်ဘယ်ထဲမှာလဲဆိုတာတွက်ကြည့်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ application ရပါတော့เนาะဒီမှာ pin tube ဆိုတဲ့ application APK ဆိုတာရပြီဒါကိုကျွန်တော်တို့ဖုန်းထဲမှာတွားပြီးဖွင့်ကြည့်ကြမယ်ပေါ့เนาะဆိုရှင်တော့ကျွန်တော်တို့ဖုန်းထဲမှာ application တစ်ခုရောက်လာပြီပေါ့เนาะဒီမှာဒီကောင်လေးရောက်လာပြီpin tube ဆိုတဲ့ software လေးတစ်ခုထွက်လာပြီပေါ့เนาะကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်ဆိုရင်ဖွင့်ကြည့်လို့ရရပါတော့ဒါကတော့ကျွန်တော်ခုနထည့်လိုက်တဲ့ပုံဒီမှာဆိုလို့ရှိရင် to permission တောင်းတယ် audio permission ပေးမလားပေးပြောတယ်ကျွန်တော်တို့ဇက်ကားဆိုတော့ audio လည်းလိုတယ်အဲ့တော့ကျွန်တော်တို့က
permission ပေးလိုက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဇက်ကားတွေအများကြီးရှိရယ်ကျွန်တော်ထည့်ထားတဲ့ဇက်ကားပေါ့နော်အကုန်လုံး40အပုတ်40လောက်ရှိရယ်ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်နှိပ်ပြီးတော့ကြည့်လိုက်ရုံပဲကျွန်တော်တို့ထည့်ထားတဲ့ကြော်ညာတွေလည်းဒီမှာတစ်ခါတည်းအပေါ်မှာရောအောက်မှာရောတက်နေပြီပေါ့နော်โอเคဒီမှာမိတ်ဆွေတို့ကတော့ဇက်ကားတွေကိုတော့မြင်ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒါကိုscreen record လုပ်နေတဲ့အချိန်မှာဖြတ်ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဇက်ကားတွေမိတ်ဆွေတို့မြင်ရမှာမဟုတ်ဘူးโอเคဒါဆိုလို့ရှိရင်မိတ်ဆွေတို့အားလုံးပဲကိုဖာတာကို application တခုဖန်တီးပြီးတော့ဒီလိုမျိုးလေးကြော်ညာလေးထိုးပြီးတော့ပတ်စံရှာလို့ရပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်โอเคဒါတော့ပါပဲ